နွေရာသီရောက်ရင်ပူပြင်းတဲ့ရာသီဥတုကကျွန်တော်တို့ရဲ့ကျန်းမာရေးကိုချိန်ချောက်လာနိုင်တဲ့အန်ဒီရတွေရှိပါတယ်။အဲ့ဒီအထဲမှာအပူရှက်ခြင်း heat stroke ဆိုတာကလည်းအန်ဒီရအရှိဆုံးထဲကတစ်ခုပါပဲ။ဒီကနေ့ဗီဒီယိုမှာတော့ heat stroke ဆိုတာဘာလဲ။ဘာကြောင့်ထိတာလဲ။ဘလို့ကာကွယ်ရမလဲဆိုတာတွေကိုလူတူရှင်းပြပြပေးသွားမှာဖြစ်လို့အဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ heat stroke ဆိုတာအပူချိန်အများကြီးမြင့်မာတဲ့ပတ်ဝန်းကျင်မှာအချိန်အကြာကြီးနေလို့ဒါမှမဟုတ်အပူချိန်ပြင်းတဲ့အချိန်မှာအပင်ပန်းခံလှုပ်ရှားလို့ခန္ဓာကိုယ်ရဲ့အပူချိန်ထိန်ကြီးတဲ့စနစ်ပျက်စီးသွားပြီးခန္ဓာကိုယ်ရဲ့အတွင်းပိုင်းအပူချိန်က104 degree Fahrenheit 40 degree Celsius ကျော်သွားတဲ့အခြေအနေကိုခေါ်တာပါဒါဟာအသက်အန္တရာယ်ရှိတဲ့အထိစိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ် heat stroke ဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့နေရောင်ခြည်နဲ့အကြာကြီးထိတွေ့တာနေဘူးထဲမှာအချိန်အကြာကြီးနေတာဒါမှမဟုတ်အိမ်တွင်းမှာဖြစ်ပေမဲ့လေးဝန်းလေးထွက်မကောင်းပဲအပူချိန်အများမြင့်မားတဲ့နေရာမှာနေတာ ရေဓာတ်ခန်းချောက်တာချွေးထွက်များပြီးရေအလုံးလောက်မတောက်ရင်ခန္ဓာကိုယ်ရဲ့အပူထိန်းညှိတဲ့စနစ်ပျက်စီးသွားနိုင်ပါတယ်အဝတ်စားအထူးကြီးတွေဝတ်ဆင်တာအရက်တောက်တာအရက်တောက်ရင်ရေဓာတ်ပိုခန်းချောက်စေပြီးခန္ဓာကိုယ်ရဲ့အပူထိန်းညှိတဲ့စနစ်ကိုပိုထိခိုက်စေပါတယ် heat stroke ရဲ့လက္ခဏာတွေကတော့ခန္ဓာကိုယ်ရဲ့အပူချိန်အရင်မြင့်တာ104 degree Fahrenheit 40 Celsius ကျော်သွားမယ်အပူချိန်အရင်မြင့်ပေမဲ့ချွေးမထွက်တော့တာခေါင်းကိုက်တာမူးဝေတာပြို့အန်တာနှလုံးခုန်တာမြန်ပြီးအားနေတာစိတ်ရှုပ်ထွေးတာမြင်ကွင်းမရှင်းမလင်းဖြစ်တာစကားပြောတာတွေမရှင်းဘဲလုံထွေးနေတာအလွန်ပြင်းထန်တဲ့အခြေအနေမှာတတိလစ်သွားတဲ့အထိထင်နိုင်ပါတယ် heat stroke ကအသက်အန္တရာယ်ရှိတဲ့အထိစိုးရိမ်ရတဲ့အခြေအနေဖြစ်လို့အောက်ပါအချက်တွေကိုချက်ချင်းလှုပ်ဆောင်ဖို့လိုအပ်ပါတယ်လူနာကိုအရေးထဲခေါ်သွားပါအပူချိန်နည်းတဲ့နေရာဒါမှမဟုတ်လေဝင်လေထွက်ကောင်းတဲ့နေရာကိုလူနာကိုချက်ချင်းခေါ်သွားပါရေပတ်တိုက်ပေးပါလူနာရဲ့ခန္ဓာကိုယ်အနှံ့ကိုရေအေးနဲ့ရေပတ်တိုက်ပေးပါဘေးကနေပန်ကာတို့မဟုတ်ရက်တောင်းနဲ့ရေများအငွေ့ဖြန်များအောင်ခတ်ပေးပါ ရေတိုက်ပါလူနာကတတိယနေရင်ရေအေးအေးကိုတိုက်ပေးပါဒါပေမဲ့အရက်ဒါမှမဟုတ်ကဖိန်းပါတဲ့အားဖြည့်ချွေတွေကိုမတိုက်ပါနဲ့လူနာရဲ့အဝတ်အစားတွေကိုချောင်းချောင်းချီချီခဲအောင်လုပ်ပေးပါချက်ချင်းဆေးရုံတင်ပါ heat stroke ကအသက်အန္တရာယ်ရှိတဲ့အထိစိုးရိမ်ရတဲ့အခြေအနေဖြစ်လို့အထက်ပါအချက်တွေကိုလှုပ်ဆောင်ရင်ချက်ချင်းဆေးရုံတင်ဖို့လိုအပ်ပါတယ် heat stroke မဖြစ်အောင်အောက်ပါအချက်တွေကိုလိုက်နာဖို့လိုအပ်ပါတယ်ရေများများတောက်ပါအပူချိန်ကင်းတဲ့အချိန်မှာရေများများတောက်ဖို့မမေ့ပါနဲ့ရေဓာတ်မခန်းချောက်အောင်ကျူးဆိုင်ပါနေပူထဲမှာအချိန်အကြာကြီးမနေပါနဲ့အရေးရတဲ့နေရာဒါမှမဟုတ်လေးဝင်းလေးထွက်ကောင်းတဲ့နေရာမှာနေဖို့ကြိုးစားပါအဝတ်စားအပွဲဒါမှမဟုတ်ချီထဲတဲ့အဝတ်စင်ပါချွေးထွက်လွယ်ပြီးခန္ဓာကိုယ်ကအပူထွက်လွယ်တဲ့အဝတ်စားတွေကိုရွေးချယ်ပါနေပူထဲကိုတောင်းရမယ်ဆိုရင်နေကာမြတ်မှန်ဥထုတ်နဲ့ထီးဆောင်ဖို့မမေ့ပါနဲ့အပူချိန်ပြင်းတဲ့အချိန်ပါအပင်ပန်းခံလှုပ်ရှားမှုတွေကိုရှောင်ပါအပူချိန်ပြင်းတဲ့မနက်10နာရီနဲ့ညနေ4နာရီအတွင်းနေပူထဲလေ့ကျင့်ခံလုပ်တာအပြင်ထွက်တာတတ်နိုင်သမျှရှောင်ပါဒီကနေ့ဗီဒီယိုမှာတော့ heat stroke ဆိုတာဘာလဲဘာကြောင့်ဖြစ်တာလဲဘယ်လိုကာကွယ်ရမလဲဆိုတာတွေကိုလိုတိုရှင်းပြောပြပေးလိုက်ပါတယ်အပူချိန်ပြင်းတဲ့အချိန်မှာကျန်းမာရေးကိုဂရုစိုက်ဖို့မမေ့ပါနဲ့ကြိုတင်ကာကွယ်တာကအကောင်းဆုံးပါပဲဗျာဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like လုပ်ပြီးကျန်းမာ